ကောင်းကင်ယံပေပေါင်း1000အထက်မှာလေရင်တစားစီပျက်စီးသွားပြီးလူပေါင်း62ဦးချက်ချင်းသေဆုံးသွားခဲ့ရတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာအသက်18နှစ်အရွယ်မိန်းကလေးတစ်ယောက်ကတော့လေရင်ခုံမှာခါပတ်ထားလျက်သားအတိုင်းအမေဇုံတောနက်ကြီးတဲ့ကိုပြုတ်ကျပြီးအံ့ဩဖွယ်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူမကတော့ဂျူလီယန်ကိုပကီပါပဲ။1982နှစ်ဒီဇင်ဘာ24ရက်ခရစ်စမတ်အကြိုနေ့မှာဂျူလီယန်နဲ့သူမရဲ့မိခင်တို့ဟာပီရူးနိုင်ငံလီမာမြို့ကနေလန်ဆာ Flight 508လေယာဉ်နဲ့ထွက်ခွာလာခဲ့ကြတာပါ။လေယာဉ်ပြန်တန်းပြီးမိနစ်40အကြာမှာတော့မဲမောင်နေတဲ့မုန်တိုင်းတိမ်တိုက်ကြီးတွေနဲ့ရင်ဆိုင်လိုက်ရပြီးရုတ်တရက်မိုးကြိုးပစ်ခံရတာကြောင့်လေယာဉ်ရဲ့စီတိုင်ကြီးပေါက်ကွဲပြီးကောင်းကင်ယံမှာလည်းတစစီဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဂျူလီယန်ဟာလေယာဉ်ကုန်တန်းလျားကြီးနဲ့အတူကောင်းကင်ဘော်ကနေလေဝဲချလဲလေပြီးတောနက်ထဲကိုလွင့်စင်ပြုတ်ကျသွားခဲ့ပါတော့တယ်။နောက်တနေ့မနက်မှာတော့အမေဇုံတောထဲကထူထပ်လာတဲ့တစ်ပင်တစ်ကိုင်းတွေကသူမရဲ့ပြုတ်ကျမှုကိုကူညီလျှော့ချပေးခဲ့လို့ဂျူလီယန်တယောက်အံ့ဩဖွယ်တတိပြန်လေလာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့မိခင်အပါဝင်လေရင်ပေါ်ပါသူအားလုံးတိတ်ဆုံးသွားခဲ့ရှာပြီးသူမတယောက်ထဲညက်ရိုးကျိုးတာနဲ့မျက်လုံးတစ်ဖက်ရောင်ကိုင်းနေတဲ့ဒဏ်ရာတွေနဲ့အတူဒီတောနက်ကြီးထဲမှာအထီးကျန်ကြံရစ်ခဲ့တာပါ။တောထဲမှာလမ်းလျှောက်ရင်းပုတ်ဆက်ဆက်အနက်တစ်ခုကြောင့်တွားကြည့်တဲ့အခါမြေကြီးထဲစိုက်ဝင်နေတဲ့လေရင်ခုံတွေနဲ့အတူခရီးသည်3ယောက်ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရပြီးမိခင်ဖြစ်သူလားဆိုပြီးစိုးရိမ်တကြီးနဲ့ခြေသေးနီစိုးထားတာကိုတုံးနဲ့တို့ကြည့်ပြီးမှမိခင်မဟုတ်မှန်းသိခဲ့ရပါတယ်။ပထမပိုင်းရက်တွေမှာကယ်ဆယ်ရေးလေယာဉ်တန်းတွေကြားရပြီးမြဲတောအုပ်ကထူထပ်လုံးလို့အချက်ပြခွင့်မသားခဲ့ပဲနောက်ပိုင်းအတန်နေပါပျောက်သွားတဲ့အခါမှာကိုခြေတော့ပေါ်ကိုရက်ပြီးအသက်ရှင်အောင်ရုန်းကန်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။သူမမှာတော်တွင်တုံကရိယာတွေလည်းဘာမှမပါသလိုတောထဲကအသီးအနှံတွေကလည်းအစိတ်ရှိနိုင်မှန်းသိလို့လေရင်ပြက်ကြရာကကောက်ရတဲ့တကြားလုံးတစ်ထုပ်ကိုပဲတရက်ကိုနှလုံးသုံးလုံးနဲ့ချိုးချံချွေတာပြီးစားခဲ့ရပါတယ်။တခါကဖားတွေဖမ်းစားဖို့ကြိုးစားခဲ့ပြီးမြဲအားအိမ်ကုန်ခန်းလို့မဖမ်းနိုင်ခဲ့တာဟာတကယ်တော့ကံကောင်းသွားတာဖြစ်ပြီးအဲ့ဒီဖားတွေကအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အစိတ်ရှိဖားပြူးတွေဖြစ်နေလို့ပါပဲ။ဒီနောက်မှာတော့ကလေးဘွားကဖခင်ဖြစ်သူပြောမှုတဲ့တောထဲလမ်းပြောက်ရင်ရေလမ်းကြောင်းတိုင်းလိုက်သွားပါဆိုတဲ့အကြံပြုချက်ကိုတတိယပြီးစမ်းကြောင်းလေးတိုင်းစတင်စွန့်စားခဲ့ပါတယ်။သူမမှာအင်ဂျီလက်ပြတ်ကောင်းဝန်တိုလေးပဲပါလို့ညဘက်တွေမှာအလွန်ချမ်းအေးခဲ့ရသလိုမျက်မှန်လည်းပျောက်သွားခဲ့ရပါတယ်။ဖနက်ကလည်းတစ်ဖက်တည်းပဲကြံခဲ့တာကြောင့်မွေးအန်တရေကိုကာကွယ်ဖို့ကြံတဲ့ဖနက်တစ်ဖက်နဲ့လမ်းကိုအရင်တိုးဆွပြီးမှခက်ခဲရှောက်ခဲ့ရရှာပါတယ်။နောက်ပိုင်းရေနက်လာတဲ့အခါမိချောင်းတွေရှိနေတာကိုမြင်ရပေမဲ့ကုန်းပေါ်ကထက်ရေထဲကသွားတာကပိုစိတ်ချရမှန်းသိလို့ရေကူးပြီးခရီးဆက်ခဲ့ပါတယ်။10ရက်မြောက်နေ့မှာတော့မြစ်ကမ်းဘေးမှာဆက်လီတစည်းနဲ့တစ်ခုတ်သမားတွေရဲ့တဲအိမ်လေးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမဟာအားအိမ်တွေကုန်ခန်းပြီးလမ်းပေမှာရှောက်နိုင်တော့ပဲတွားသွားနေရတယ်လို့ညာဘက်လက်မောင်းဒဏ်ရာတွေကလောက်ကောင်နေကြောင်းလဲအပြင်းထန်နာကျင်နေရပါပြီ။သူမဟာတဲတဲကဓာတ်စီကိုတွေ့တာနဲ့ဒဏ်ရာပေါ်လောင်းချပြီးလောက်ကောင်အကောင်30ကိုကိုယ်တိုင်အသေးရစရာစီးချထုတ်ပစ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ပီရူးလူမျိုးတစ်ခုတ်သမား3ယောက်ရောက်လာပြီးသူမရဲ့ရွှေဝါရောင်စပင်နဲ့သွေးဆုံနေတဲ့မျက်လုံးတွေကြောင့်ရီမန်းညာလို့ခေါ်တဲ့ရီဆောက်နှက်သမီးတရေတကောင်အမှတ်နဲ့လန့်ဖြန့်သွားခဲ့ကြပါသေးတယ်။ဒါပေမဲ့ဂျူလီယန်ကစပိန်ဘာသာစကားကိုကျွမ်းကျင်စွာပြောတတ်တာကြောင့်အချီနီမန်ကိုရှင်းပြနိုင်ခဲ့ပြီးသူတို့ရဲ့ဆက်လီနဲ့စီးရုံရှိရာမြို့ကိုလိုက်ပါကအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမဟာမိဘတွေလိုပဲဇီဝဗေဒပညာရှင်တူဖြစ်လာခဲ့ပြီးပေ1000အမြင့်ကပြုတ်ကျပြီးအရှုံးမပေးတဲ့စိတ်တက်ကြောင့်ပဲယနေ့အထိသမိုင်းမှာအမခန်းဆုံးအသက်ရှင်တန်မှုဖြစ်ရတဲ့ခုအဖြစ်တည်ရှိနေပါတော့တယ်။